ထိုးမုံထိုးရတာဒီလောက်လွယ်မှန်းသိလို့ရှိရင်အရင်ကမြန်မာပြည်ကနေတကူးတကကြီးမှစားဖြစ်မှာမဟုတ်ဘူး။ထိုးမုံထိုးဖို့အတွက်အိုးထဲကိုကောင်းချင်းမုံ2ခွက်ထည့်ပါမယ်။ပြီးလို့ရှိရင်တော့ရေကိုလည်းစားတူ2ခွက်ထည့်ပါမယ်ရှင်။စီကိုတော့ခုနကကောင်းချင်းမုံထည့်တဲ့ခွက်ရဲ့9ပုံပုံ1ပုံလောက်ထည့်လိုက်ပါတယ်ရှင်။ပြီးလို့ရှိရင်တော့မီးမဖွင့်သေးပဲနဲ့အကုန်လုံးကိုသမသွားအောင်မွေပေးပါမယ်ရှင်။ကောင်းချင်းမုံတွေရဲ့ရေတွေရဲ့စီတွေရဲ့တသားတည်းဖြစ်သွားအောင်မွေပေးပါမယ်။ကောင်းချင်းမုံတွေကအခဲလေးတွေလည်းမကြမ်းအောင်တခြားလေးမွေပေးပါမယ်ရှင်။ကျဲဥခောက်တဲ့အတန်လေးနဲ့မွေတယ်ဆိုလို့ရှိရင်တော့ပိုပြီးတော့အဆင်ပြေပါတယ်နော်။ကောင်းချင်းမုံရဲ့ရေရဲ့စီရဲ့တသားတည်းဖြစ်သွားပြီဆိုလို့ရှိရင်တော့မီးဖွင့်ပြီးတော့ကြိုပေးပါမယ်ရှင်။မီးကိုတော့အနှိမ်ဆုံးမှာပဲထားပေးရပါမယ်နော်။တကြားကိုတော့ကောင်းချင်းမုံထည့်တဲ့ခွက်ရဲ့တဝက်ခန့်ထည့်ထားပါတယ်။ပြီးလို့ရှိရင်တော့စားနည်းနည်းလေးထည့်ထားပေးပါတယ်ရှင်။ထိုးမုံထိုးတဲ့နေရာမှာအရေးကြီးဆုံးကတော့မီးကိုအတိုးလျှော့လေးလုပ်ပြီးလို့ရှိရင်တော့အဆက်မပြတ်မွေနေပေးဖို့လိုပါတယ်ရှင်။အခုဆိုလို့ရှိရင်တော့ကောင်းချင်းမုံလေးတွေကစတင်ပြီးတော့ခဲလာပါပြီ။အခုလိုအနေထားမှာလည်းတောက်လျှောက်ပေါ့နော်မွေနေပေးဖို့လိုပါတယ်။ထိုးမုံဆိုတဲ့အတိုင်းပဲတေချာလေးဇွန်ပြားလေးနဲ့ထိုးနေပေးဖို့လိုပါတယ်ရှင်။ထောပတ်ထည့်လိုက်ပါတယ်ရှင်။ထည့်ထားတဲ့ထောပတ်ခဲလေးပျော်တဲ့အထိတေချာလေးမွေပေးပါမယ်ရှင်။ပြီးလို့ရှိရင်တော့စီလေးလည်းနည်းနည်းထည့်လိုက်ပါတယ်ရှင်။ထည့်ထားတဲ့ထောပတ်အကုန်လုံးပျော်သွားပြီးတော့ထောပတ်စီတွေအကုန်လုံးမုံသားထဲကိုဝင်သွားတဲ့အထိတောက်လျှောက်ထိုးပေးရပါမယ်ရှင်။မီးကိုလည်းလိုအပ်သလိုအတိုးလျှော့လုပ်ပြီးတော့ချိန်ပေးရပါမယ်။ထောပတ်စီတွေအကုန်လုံးမုံသားထဲကိုဝင်သွားအောင်တေချာလေးစိတ်ရှည်လက်ရှည်ထိုးပေးဖို့လိုပါတယ်ရှင်။မိနစ်20လောက်ဆက်တိုက်ထိုးပေးပြီးတဲ့အခါမှာတော့ထောပတ်စီတွေအကုန်လုံးကမုံသားတွေကိုဣဝင်သွားပါပြီရှင်။မုံသားကိုဒီထက်ပိုပြီးတော့စီစီအီလေးရကျင်နေဆိုလို့ရှိရင်တော့ထောပတ်စီဒါမှမဟုတ်လို့ရှိရင်တော့စားစီကိုပဲထပ်ထည့်ပြီးတော့မုံသားတွေကိုဝင်သွားအောင်ထပ်ပြီးတော့ထိုးလို့ရပါတယ်နော်။ညီမကတော့စီတွေအများကြီးမစားချင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီလောက်ပဲစီကိုထည့်လိုက်ပါတယ်ရှင်။မုံသားတွေကိုစပစ်သီးကြောက်ရဲ့စားမပါပဲနဲ့အစိမ်လေးလော်ထားတဲ့အသီးကြောက်အစုံရဲ့ရောပြီးတော့ထည့်လိုက်ပါတယ်ရှင်။အသီးတွေနဲ့မုံသားနဲ့တသားတည်းဖြစ်သွားအောင်ဆက်ပြီးတော့ထိုးပေးပါမယ်။ဒီနေရာမှာအုံသီးစိမ်းချစ်ထားတာဒါမှမဟုတ်အုံသီးစိမ်းလှီးထားတာရှိရဆိုလို့ရှိရင်လည်းထည့်ပြီးတော့ထိုးလို့ရပါတယ်နော်။အသီးကြောက်တွေနဲ့မုံနဲ့တသားတည်းဖြစ်သွားပြီဆိုလို့ရှိရင်တော့ထောပတ်စီတုပ်ထားတဲ့မုံထည့်မဲ့ပန်းတွေကိုလောင်းထည့်ပေးရမှာဖြစ်ပါတယ်ရှင်။ဒီနေရာမှာစတီးပန်းဒါမှမဟုတ်လို့ရှိရင်အခုလိုမျိုးဖန်ဘူးပေါ့နော်အဲ့လိုမျိုးလေးတွေသုံးလို့ရပါတယ်ရှင်။မုံသားကိုမျက်နှာပြင်ညီအောင်တခြားလေးညှိပေးလိုက်ပါတယ်။ပြီးလို့ရှိရင်တော့အုံကြော်ထိုးမုံလုပ်မယ်ဆိုလို့ရှိရင်အပေါ်ကနေအုံကြော်ဖြူလို့ရတယ်လို့မလိုင်းထိုးမုံဆိုလည်းအပေါ်ကနေမလိုင်းဖြူလို့ရပါတယ်။ညီမကတော့အပေါ်ကနေစပစ်သီးချောက်လေးတွေပဲထပ်ပြီးတော့ဖြူပေးလိုက်ပါတယ်ရှင်။အေးကန်ပြီးလို့ရှိရင်တော့အတုံးလေးတွေကိုလိုအပ်သလိုလီးပြီးလို့ရှိရင်တော့တီးဆုံထုံးမုံလေးသုံးဆောင်လို့ရပါပြီရှင်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ရှင်။